အခွန်ရှောင်မှုကြောင့်စစ်ဆေးခံရတဲ့မင်းသားလီဂျုံကြီးပရိသတ်ကြီးဒီမင်းသားလေးကိုတော့ပရိသတ်တွေကအတွင်းတိအစင်းသိပါနော်မုံလာပါမင်းသားလို့လူသိရတဲ့မင်းသားဖြစ်ပါတယ်မုံလာပါထဲမှာမင်းသမီးအာယူနဲ့တွေ့ပြီးတော့တရုပ်ဆောင်ထားပြီးတော့အဲ့ဒီကနေစီရီစုကြီးကိုပါရရှိခဲ့တာဖြစ်ပါတယ်အချစ်ဒရမာနန်ရီကလေးဖြစ်ပြီးအတွင်းကြီးမင်းသမီးအာယူနဲ့တရုပ်ဆောင်ထားတာဖြစ်ပါတယ်မင်းသားဟာ2023နဲ့2024ခုနှစ်ပိုင်းအတွင်းကအနုပညာကြီးခွန်နဲ့တခြားသောအခွန်များအောင်မပေးဘဲနဲ့ရှောင်နေတဲ့မှုဟာပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်မင်းသားလီဂျုံကြီးကိုကိုရီးယားနိုင်ငံစုံမျိုးဂန်နန်တရားရေးရာခေါ်ဌာနကနေတရားစွဲဆိုခဲ့ပါတယ်။မင်းသားလီဂျုံကြီးနဲ့သူနဲ့တွဲဖက်ကုမ္ပဏီဖြစ်တဲ့လမ်မိုအန်တာကုမ္ပဏီတို့ကိုအခွန်စစ်ဆေးမှုများပြုလုပ်နေတယ်လို့သိရပါတယ်။တရားစွဲချက်မတိုင်ခင်မှာမင်းသားဟာရဘာဇလန်ရီနှစ်တွဲကိုရိုက်ကူးနေရပြီးတော့ဒီပခီးစင်တွေနဲ့လက်ခီးစင်တွေကိုတွားရောက်နေကြရလို့ဆိုပါတယ်။မင်းသားလီဂျုံကြီးဟာမင်းသားဖြစ်ခင်ကမော်ရယ်နဲ့အဆိုတော်ဘက်မှာကျင်လည်ခဲ့ပြီးတော့သူ့ရဲ့တခြင်းတိုင်းကလည်းပရိသတ်တွေကြိုက်ဖြစ်ခဲ့တာပါ။လီဂျုံကြီးရဲ့တခြင်းတိုင်းဟာတောင်ကိုရီးယားနဲ့မဟုတ်ဘဲနဲ့ဂျပန်ဟောင်ကောင်နဲ့တရုတ်တို့ကပါကြိုက်ကြပါတယ်။မင်းသားကလည်းဂျပန်စကားနဲ့တရုတ်စကားပါတတ်ထားတယ်လို့လည်းသိရပါတယ်။မင်းသားကြောင့်လည်းလီဂျိုကီဟာကိုရီးယားတက္ကသိုလ်ကျောင်းပြီးပြီးချင်းမှာပဲကိုရီးယားရိုးရာတေးဂီတာနဲ့စာရေးဆရာအထူးပြုပွဲကိုရယူခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မင်းသားဟာသူ့ရဲ့တခြင်းတိုင်းကိုလည်းသူကိုယ်တိုင်ကိုယ်ကြရေးဆက်တည်ဆုံမှုလည်းဖြစ်ပါတယ်။မင်းသားဟာ The King and Crown စကားမှာပထမဆုံးမိမရှာကာရိုက်တာနဲ့တရုတ်ဆောင်ခဲ့ရပြီးတော့ဝေဖန်မှုတွေခံခဲ့ရတာအဲ့ဒီစကားမှာလည်းနာမည်ရလာခဲ့တာဖြစ်ပါတယ်။မင်းသားဟာအဲ့ဒီစကားမှာကလည်းဇာတ်လိုက်နေရာကနေတရုတ်ဆောင်ထားပြီးတော့ဘေဘီရှာဖြစ်နေခဏတာပါဝင်ခဲ့တာလို့ဆိုရရင်ပရိသတ်တွေကတော့ဝေဖန်မှုတွေပြုကြပြီးဇက်ကားအပြီးမှာတော့ဒီဂျုံကြီးကိုတတိထားမိကလူကြိုက်ရမိရလို့ဆိုရရင်ဇက်ကောင်ကာရိုက်တာပြီးပြီးတော့ဘေဘီချောင်းလေးချောတဲ့မင်းသားကတော့နာမည်ကြီးမင်းသမီးတွေနဲ့တွဲခွင့်ရပြီးတော့ချုံဝမ်လို့လူသိများတယ်ဒီတိုင်းမင်းသမီးလေးတွေတကယ်စကားလေးနဲ့လူကိုသိလာပြီးတော့ဇလန်တွေစုကိုလည်းရရှိခဲ့သူဖြစ်ပါတယ်မိုင်ဂဲလ်ထဲမှာလူရှုံလူပွေလေးကနေမင်းသမီးကိုတကယ်ချစ်မိသွားတဲ့ကာရိုက်တာနဲ့တရုပ်ဆောင်ထားတာဖြစ်ပါတယ်စပေါ့ရိုးမှာအငိမ့်ရိုက်ကူးခဲ့ရပြီးတော့မင်းသားလီဂျုံကြီးဟာတချင်းဆုံရရင်ပျော်နေသူမို့လို့တချင်းတွေထဲမှာအာဂျင်ထွက်ရှိလာပြီးတော့အစောလောကကိုခြေစုံဝင်ပစ်ခဲ့လူဖြစ်ပါတယ်။မင်းသားလီဂျုံကြီးဟာဂန်နန်အိမ်ကနေအခွန်စစ်ရုံက notice စာမဖတ်ဘဲနဲ့အေးမဆိုင်ဘူးလို့ဆိုပါတယ်။မင်းသားရဲ့ရှောင်းလဲချက်ကတော့သူဟာဂျေဂျူဝါဇလန်တွေပိုင်း90ကျော်ရိုက်ကူးနေရလို့အိမ်မပြန်နိုင်ဖြစ်နေရပြီးတော့သူ့ရဲ့မန်နေဂျာကလည်းသူနဲ့တူဖြစ်ကြောင်းပြောပြလာခဲ့ပါတယ်။အခွန်ရုံကလည်းဖုန်းတစ်ခါဆက်တယ်။ဖုန်းမကင်တဲ့အကြောင်းရင်းကလည်းရိုက်ကွေးချိန်ကြောင်းထပ်ဆိုထားတာဖြစ်ပါတယ်။မင်းသားဟာရုပ်ရှင်ကိုနဲ့မင်းသားလုပ်ငန်းလိုင်စင်ကိုအားလုံးစုစုပေါင်းကိုရီးယားဝမ်တန်900ထိပေးဆောင်ရမှာဖြစ်ပါတယ်။မင်းသားကလည်းကန်နန်ယန်စကန်မှာသူပေးဆောင်ရမယ့်အကျွေးတွေကများတာကြောင့်အခွန်စစ်ကိုရှော့ပေါ့ဖို့တောင်းဆိုထားတယ်လို့အယူခံဝင်ထားတာလည်းဖြစ်ပါတယ်။ဒါပေမဲ့ကိုရီးယားအစိုးရကတော့မင်းသားရဲ့ပြန်လည်သုံးသပ်ဖို့ခွင့်ပြုခိုင်းတဲ့အဆိုကိုပယ်ချပြီးတော့ဒီလောက်များတဲ့ဝမ်တန်900ကိုလစဉ်မပေးတဲ့ပြစ်မှုနဲ့တရားရင်ဆိုင်ရမယ်လို့လည်းပြောထားပါတယ်။တရားဝင်တော့မင်းသားကိုတရားစွဲဆိုထားခြင်းရှိတဲ့အတွက်စောင့်ကြည့်ကာလနဲ့ဒီကာလအတွင်းမှာဝေကြေဆက်နိုင်အောင်လို့စီစဉ်နေရလို့သိရတာပါ။မင်းသားလီဂျုံကြီးပိုင်ဆိုင်ထားတဲ့အသက်ဝင်ဝင်ကလည်းကိုရီးယားဝမ်တန်မှာ17.8950ရှိခဲ့ပြီးတော့အမေရိကန်ဒေါ်လာအပြင်တော့တန်3သိန်းကျော်ရှိရလို့လက်ရှိသတင်းတွေအရထွက်ဆိုထားတာဖြစ်ပါတယ်။ခုချိန်ထိတော့မင်းသားလီဂျုံကြီးကိုစစ်ဆေးနေစေဖြစ်ပြီးတရားရေးရှိနေတွေနဲ့အလုပ်ရှုပ်နေရလို့ဆိုပါတယ်။မင်းသားလီဂျုံကြီးရဲ့အိမ်နဲ့ခြံဝင်းကလည်းအမေရိကန်ဒေါ်လာတန်900ကျော်တန်ဖိုးရှိပြီးတော့မြေ area ဧက90စာကျင်းဝန်းပါတယ်။ဒီလိုအချက်တွေကိုကြည့်ချင်းအပြင်အများပြည်သူတွေကတော့တမင်ခွန်ရှောင်းတာမဟုတ်ပဲရိုက်ကူးရေးကြောင့်တော့မအားလလို့အခွန်တွေမပေးသေးတာပဲလို့ပြောဆိုကြတာဖြစ်ပါတယ်။ဒီတော့ပြည်သက်ကြီးအခွန်ကောင်းဖို့နဲ့တရားစွဲခံနေရတဲ့မင်းသားလီဂျုံကြီးရဲ့ဘဝမှတ်ချက်လေးတွေပြောခဲ့ကြပါအောင်နော်။